Chris Mon ဆိုတဲ့ channel ကနေပြီးတော့ပြန်နေကြိုဆိုပါရစေကျွန်တော်ဒီနေ့ tutorial လုပ်ပြမယ် intro လေးရတော့ကိုဝမ်ဝမ်ရဲ့အိမ်လွမ်းသူဆိုတဲ့ channel ပေါ့နော်အဲ့ဒီချင်း intro လေးပေါ့နော်ဖြည်းဖြည်းလေးတီးကြည့်အောင်ကျွန်တော် intro မှာသူကတော့ man 44နဲ့ရေးလိုက်ရတယ်ဒီကောင်ကတော့သူက24နဲ့နှုတ်ကရေးထားပါပေါ့နော်ဆိုတော့သူ့ရဲ့ timing ကဒီလိုလေးပေါ့နော်သူက8 note နဲ့16 note နဲ့ပေါင်းထားတယ်လို့ခေါ်တယ်ဗောနော်အရှေ့ဆုံးက note က8 note နောက်က16 note ပြီးတော့2 beat ရကြတော့16 note ဆိုတပည့်ကို4လုံးပေါ့ဆိုတော့ဒီလိုမျိုးဖြစ်သွားမယ်1 E and 2 E and A အဲ့လိုမျိုးတွက်ကြမှာနော်ဆိုတော့ဖြည်းဖြည်းလေးတည်ကြည့်မယ် G7 ကိုဒါ B ပေါင်းထားတယ်လို့ခေါ်တော့ဒါ G7 B ပေါင်းထားနော်အဲ့လိုမျိုးဆိုတော့ပြီးအဲ့လိုမျိုးဖြစ်သွားမှာနော်ဒါB ကို G7 ပေါင်းထားပြီးတော့က C ပြီးနော်ပြီးဒီလိုမျိုးဖြစ်သွားမယ်နော်ဒါ C ပဲပြီးတော့က E minor 7အဲ့မှာ E minor 7မှာကျတော့သူက1 E and A 2 E and A 2မှာမတည်ဘူး E and A ရောက်မှတည်မယ်နော်အဲ့မှာတော့ဟိုပေါ့ဒီတိုင်းလုံးလေးပေးထားနော်ဒီ E ကိုပေးထားနော်အဲ့တော့ပေါ်ဟာလေးကျွန်တော်ပြန်ကြည့်ကြည့်မယ်ဖြည်းဖြည်းလေးပြီး E minor နော်ပြီး D နော်အဲ့ဒါလေးကဆိုတဲ့နေရာလေးကကျတော့ तू က D0 နေရာလေးကို grace note လို့ခေါ်တယ် तू က timing ထဲမှာမပါဘူး तू ကဒါပဲပါအဲ့မှာအဲ့ဒါလေးကိုအမြန်ထည့်ဒီလိုက်အဲ့လိုမျိုးထည့်လိုက်တယ်နော်ပြီးရင် G ပဲဒါပေမဲ့ဒီကောကိုကျွန်တော်ဒါဘာလို့ခေါ်လဲဆိုတော့ G6 ဖြစ်သွားပါတော့ G ကိုဒီမှာ E ထည့်တာ G6 ပေါ့ C ထည့်လိုက်တော့ G6 sus4 ဆိုတဲ့ကောเนาะ G6 suspended 4ပေါ့เนาะเนาะအဲ့ဒါလေးပဲเนาะပြီးเนาะဒါဆိုရင်ဒါဒီတချင်းလေးရဲ့ဒါ intro လေးပြီးသွားပြီเนาะကျွန်တော်လွယ်ပါတယ်เนาะအဓိကကျွန်တော်တို့ဒီပထမဆုံးမှာဒီလက်ပေါ့เนาะသူကတောက်လျှောက်ပါနေပထမဆုံး1 2 3 4 5 A minor 7 ထိမှာဒီကောင်လေးကိုမလွန်ရင်ဒီကောင်မလွတ်ကောင်เนาะကျွန်တော်ဒီလိုလေးပြန်ပြီးတော့ကျွန်တော်တစ်ခေါက်ပြမယ်အဲ့ဒါပဲဆိုရင် Cဒီကောင်ပါလားပင်မှာဟိုမှာဒီမှာ E minor 7ပြီးရင်ဒီမှာ E minor D ဒါပဲเนาะဒါဆိုရင်အားလုံးလိုက်ဒီလို့ရပါမယ်เนาะ See you bye